တမလွန်ဘဝရောက်သွားတဲ့ဆွေတွေမျိုးတွေအဲ့ဒီတမလွန်ဘဝရောက်သွားတဲ့အဖိုးတွေရှိတယ်အဖွားတွေရှိတယ်အဖိုးဖွားတွေရဲ့အမေဖေတွေရှိမယ်ဦးကြီးဦးလေးတွေရှိမယ်ကိုနဲ့ဆွေမျိုးသားချင်းတော်တဲ့ပုဂ္ဂိုလ်တမလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေကိုလည်းပဲဖြစ်မထားရဘူးတဲ့ပြစ်ထားရဘူးအချိန်ခါအားလျော်စွာကုသိုလ်ကောင်းမှုသူတို့အတွက်ရည်စူးလုပ်ပြီးတော့အမြတ်တမ်းပေးဝေပေးရမယ်ရည်စူးတဲ့ကုသိုလ်ဒါမြန်မာပြည်မှာဘုရားဘာသာဝင်တွေလုံးလိလှုပ်ထားရှိကြတယ်ဓမ္မမောပြောင်းသွားတဲ့မိဘဆွေမျိုးတွေကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာသူတို့အတွက်လူတော်လူကောင်းဖြစ်တယ်သူတို့အတွက်ကောင်းသူဖြစ်တယ်အကယ်၍မေ့ထားမယ်ဆိုလို့ရှိရင်အကယ်၍များဓမ္မလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်ကစားစရာဆင်းရဲနေစရာဆင်းရဲနဲ့ဆင်းရဲတဲ့ဗိဒ္ဓဘုံများရောက်နေမယ်ဆိုလို့ရှိရင်တမျိုးမျိုးတဒန္တနဲ့ကိုယ့်အတွက်အလှအမျှဝေတို့အမျှဝေတို့နဲ့စောင့်နေကြရတဲ့ဘဝမျိုးဆိုရှိတယ်ဒါလည်းပဲအမတ်တမဲ့မနေတဲ့ကိစ္စတခုမတော်တဆအက်ဆီဒင့်နဲ့သေသွားတဲ့ပုဂ္ဂိုလ်တွေဟာအမတန်ကိုကုသိုလ်ကြီးတဲ့ပုဂ္ဂိုလ်တွေဟာနတ်ဘုံနတ်ဘဝရောက်ချင်ရောက်သွားမယ်ချက်ချင်းအဲ့ဒါလို့မဟုတ်ဘဲနဲ့အထိတ်တလန့်နဲ့စိုးရိမ်သောကနဲ့တွေ့တာမှုတွေနဲ့ဓမ္မလွန်ဘဝပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေဟာရုတ်တရက်ရှောင်တခင်ဆိုရင်ဘာဖြစ်တတ်တုံးဆိုပြိတ္တာဘုံရောက်သွားတတ်တယ်ပြိတ္တာဆိုတာဒါလူတွေကတော့အဲ့ဒါကိုကြည့်ပြီးမကျွတ်ဖူးပြောတာပေါ့အိမ်ပေါ်မှာဟုတ်လားအတန်ပြူတာတို့အနီးပတ်ဝန်းကျင်မှာမြင်လိုက်တာတို့ဒါမျိုးတွေဖြစ်တတ်တယ်နော်အခုခေတ်ဆိုလို့ရှိရင်တယ်လီဖုန်းဆက်တာတို့တယ်လီဖုန်းကလာမြည်တာတို့သေသွားတဲ့ပုဂ္ဂိုလ်ကလောက်တာအဲ့ဒါဟာတကယ်တော့ပြိတ္တာဘုံရောက်သွားတာပြိတ္တာဆိုတာအခုခေတ်လို့ဆိုရင်တော့တစင်တရေကိုပြောတာအဲ့ဒါလို့မကျွတ်မလွတ်ဆိုတာဘာဖြစ်လို့တော့ဆိုမိသားစုတန်ရောစဉ်ပစ္စည်းတန်ရောစဉ်တခုတန်ရောစဉ်တေဂန်ဒီမှာအာယုံရသွားတဲ့အဲ့ဒီတန်ရောစဉ်ကြောင့်မို့လို့ရုတ်တရက်ရှောင်တခင်သူဟာပြိတ္တာဘဝရောက်သွားတယ်ရောက်သွားတဲ့အခါမှာတခါတည်းသေသွားတဲ့ပုဂ္ဂိုလ်တွေကသူ့ကိုယ်သူသေတယ်လို့တော့မသိလိုက်ဘူးလင်းလင်းမြန်မြန်သေသွားလို့အက်ဆီဒင့်နဲ့သေလို့ရှိရင်သေတယ်လို့တော့မသိလိုက်ဘူးရုတ်တရက်အိပ်ပျော်ရာနိုးသွားတယ်လို့ဖြစ်တာ